welcome back to Kitty Vlog ဒီနေ့ကတော့ Kitty ပဲဖြစ်ပါတယ် Kitty ရဲ့အခုတော့ YouTube မှာပေါ့နော်ဗီဒီယိုမတင်တာတော်တော်ကြာသွားပြီပေါ့နော် Kitty ဒီပေါ့နော်ဒီ TikTok ကဖွင့်ပြီးခဲ့တဲ့အောင်မတင်ဖြစ်တော့တဲ့အကြောင်းရင်းရှိရပေါ့နော် Kitty ဒီပေါ့နော်ဆောင်းမပွဲလေးနီးတယ်အရင်တော့ဆောင်းပွဲပြီးသွားပြီပေါ့နော်အခုဆိုရင်ဒီဇင်ဘာ6ရက်ပေါ့နော် Christmas ပေါ့နော်တော်တော်ကြာသွားခင်မတင်ဖြစ်တာပေါ့နော်တင်ဖို့လည်းမိနေရပေါ့နော်ကိုစိတ်နဲ့ကိုဆိုတော့တင်ဖို့မိနေလို့နောက်နေ့ကျရှင်ခေ vlog လေးတင်မိမယ်ပေါ့နော်မနေ့ဖြစ်ကြရဲခင်ဒီ morning vlog လေးကို တင်ပြပါမယ်ရှင်အားလုံးပဲအဲ့ vlog လေးကိုအားလုံး morning vlog လေးကိုဆောင်ရွက်ပေးကြဖို့အတွက်ပြောရှင်းပါတယ်ရှင်ပြီးတော့ဘာ games ပြရမလဲပေါ့နော်ဒါမဲ့Kitty ကိုပေါ့နော်မရတဲ့ game တော့လာမှာပေါ့နော်ဥပမာပေါ့နော် Roblox ဆိုရင်တော့မရတော့ဒါမဲ့ VNP ပေါ့နော် VNP နဲ့ဆိုရင်တော့ဆော့လို့ရပါတယ်အဲ့ဒါကြောင့်မလို့ကိုဆော့ချင်တာရှိရင်တော့ပြောခဲ့ပါနော်အဲ့တော့မနေ့ဖြစ်ကြမနေ့ vlog လေးကိုအားလုံးတင်ပြပါမယ် bye bye